တစ်ချိန်ကဘုရင်ကြီးတစ်ပါးဟာသူ့ရဲ့နန်းတော်တွင်အကြီးမားဆုံးသောမျက်လက်ပြပွဲတစ်ခုကျင်းပရန်စီစဉ်ခဲ့ပါတယ်။အနေနဲ့အရဲရဲမှမျက်လက်ဆရာများကိုလည်းနန်းတော်အတွင်းသို့လာရောက်ပြီးထူးခြားဆန်းကျယ်တဲ့မျက်လက်များပြသရန်ဖိတ်ခေါ်ခဲ့ပါတယ်။နန်းတွင်တစ်ခုလုံးကိုလည်းမျက်လက်ပြပွဲသို့လာရောက်ကြည့်ရှုအားပေးကြရန်ဖိတ်ခေါ်ခဲ့ပါတယ်။ဒီလိုနဲ့မျက်လက်ပြပွဲစတဲ့အချိန်မှာတော့မျက်လက်ဆရာတွေဟာထူးခြားဆန်းကျယ်တဲ့မျက်လက်အမျိုးမျိုးကိုပြသဖျော်ဖြေကြပါတယ်။မျက်လက်ဆရာတယောက်ဟာအားလုံးကတော့မျက်လက်အမျိုးမျိုးပြသနေကြပြီ။နားလက်ရောက်ရင်တော့သူများနဲ့မတူပဲထူခြားတာတစ်ခုခုလုံးဝပဲဟုတွေးနေမိခဲ့ပါတယ်။မကြပါဘူး။သူလက်ရောက်လာတော့သူဟာမျက်လက်စင်မော်တို့တက်ရောက်ခဲ့ပါတယ်။ဘုရင်ကြီးအားအယိုအသေးပေးကပလိတ်တက်များအားနှုတ်ဆက်လိုက်ပါတယ်။အားလုံးကိုနှုတ်ဆက်ပြီးတာနဲ့သူဟာဘုရင်ကြီးရှိရာဘက်ကိုမျက်နှာမူပြီးလက်တစ်ဖက်ကိုလေထဲမြောက်ခါကျန်လက်တစ်ဖက်နဲ့ဘုရင်ကြီးဦးခေါင်းကိုညွှန်ပြလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဘုရင်ကြီးဦးခေါင်းပေါ်မှာရှိနေတဲ့တရဖူဟာရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတယ်။ဘုရင်ကြီးဦးခေါင်းပေါ်မှာတရဖူပျောက်ကွယ်သွားတာကိုကြည့်ပြီးပရိသတ်အားလုံးကလည်းရေမောကြပါတော့တယ်။ဘုရင်ကြီးကတော့မျက်လက်ဆရာဟာသူ့ကိုစော်ကားတာပဲဟုဆိုကာဒေါရထွက်ပြီးမျက်လက်ဆရာအားဖမ်းဆီးကအကျဉ်းထောင်ထဲသို့ခေါ်ဆောင်သွားခဲ့ပါတယ်။နောက်9 ရက်မြောက်မှာကျိုးစဉ်တင်ပြီးတည်တံပေးရန်လည်းအမိန့်ချခဲ့ပါတယ်။ဒီတဲ့ကိုကြားရတော့မျက်လက်ဆရာရဲ့မိန်းမဟာအကျဉ်းထောင်ထဲသို့ရောက်လာပြီးဝမ်းနည်းပူဆွေးမှုတွေနဲ့ငိုကြွေးပါတော့တယ်။အဲတော့မျက်လက်ဆရာကအနာဂတ်ကိုတွေးပြီးမပူပါနဲ့လက်ရှိအချိန်လေးကိုပဲပျော်ပျော်ဖြတ်တန်းကြရအောင်ဝမ်းနည်းပူဆွေးပြီးငိုနေလို့လည်းဘာမှထူးလာမှာမဟုတ်ပါဘူး9 ရက်ဆိုတဲ့အချိန်ဟာအဝေးကြီးကြံပါသေးတယ်တခုခုကောင်းတာဖြစ်သွားမှာပါဟုပြန်ပြောပါတယ်မျက်လက်ဆရာမိန်းမကတော့ဒီလူတည်ရန်ပေးခံရတော့စိတ်နဲ့ကိုယ်နဲ့မကပ်ဖဲပြောချင်ရပြောနေတာပဲဟုတွေးကဘာမှပြန်မပြောပဲဆက်တိုက်တာငိုကြွေးနေခဲ့ပါတယ်ဒီလိုနဲ့9 ရက်နေ့မြောက်မှာတော့မျက်လက်ဆရာကိုတည်ရန်ပေးရန်ကျိုးစဉ်ရှိရာတို့ခေါ်ဆောင်ခဲ့ပါတယ်မျက်လက်ဆရာဟာကျိုးစဉ်ရှိမှရောက်နေတဲ့ဘုရင်ကြီးအားယခုလိုပြောကြားလိုက်ပါတယ်ကျွန်တော်ဟာတည်ရမှာကိုလုံးဝမကြောက်ပါဘူးလူသားအလုံးတစ်ချိန်မဟုတ်တစ်ချိန်တော့တည်ရမှာပါပဲဒါပေမဲ့ကျွန်တော်တီထွင်စမ်းတက်နေတဲ့နည်းပညာလေးတစ်ခုရှိပါတယ်ကျွန်တော်ဟာကျွန်တော်အိမ်မှာမွေးထားတဲ့မြင်းလေးတစ်ကောင်ကိုမြင်းပြန်တစ်ကောင်ဖြစ်အောင်တီထွင်စမ်းတက်နေတာနှစ်ရှိပါပြီနောက်တစ်နှစ်ဆိုရင်တော့အဲ့မြင်းလေးဟာပြန်တန်းနိုင်တော့မှာပါဒါပေမဲ့ကျွန်တော်ဟာယခုလိုတရားတော့မှဆိုတော့ကျွန်တော်မြင်လေးလဲပြန်တန်းနိုင်မှာမဟုတ်တော့ပါဘူးကျွန်တော်စမ်းတက်ထားတဲ့ပညာရက်တွေလဲကျွန်တော်နဲ့အတူပျောက်ဆုံးသွားမှာမို့လို့ကျွန်တော်အရင်ပဲဝမ်းနည်းမိပါတယ်လို့ဘုရင်ကြီးကပြောဆိုလိုက်ပါတယ်အဲ့တော့ဘုရင်ကြီးဟာငါမာတာမြင်းပြန်ရှိခဲ့ရင်လူတွေအားလုံးကငါ့ကိုပို့ပြီးလေးစားချလိုက်မယ်စစ်ပွဲတွေဖြစ်ခဲ့ရင်လဲငါဟာမြင်းပြန်စီးပြီးတိုက်ပွဲဝင်ရမှာဆိုတော့တိုက်ပွဲတိုင်းနိုင်မှာပဲဟုစဉ်းစားမိပြီးမျက်နဲ့ဆရာကိုမင်းပြောတဲ့မင်းပြန်ဆိုတာတည်ကြလို့လားမင်းကိုနှုတ်တစ်နှစ်အချိန်ပေးပါမယ်တကယ်လို့မင်းပြောတယ်လို့မြင်းပြန်ဖြစ်လာခဲ့ရင်နန်းတော်ထဲကိုလာရောက်ပြီးထိုမြင်းပြန်ကိုဘရင်လက်ထဲအနံ့ရပါမယ်ဆုလက်အနေနဲ့တေတံမှကင်းလွတ်ခွင့်ပေးပြီးရွှေငွေရတနာများစွာကိုလည်းပေးပါမယ်တနည်းပြည့်လို့မြင်းပြန်မဖြစ်ခဲ့ဘူးဆိုရင်တော့မင်းကိုတေတံပြန်ပေးမယ်ဟု
ဆိုကမျက်လက်ဆရာအားအကျဉ်းထောင်မှလွတ်ပေးလိုက်ပါတယ်မျက်လက်ဆရာဟာအိမ်တို့ရောက်လာပြီးသူ့မိန်းမအားဖြစ်စဉ်အားလုံးကိုပြောပြလိုက်ပါတယ်မျက်လက်ဆရာမိန်းမဟာအလွန်ပဲပျော်ရွှင်သွားပြီးရှင်ဟာတည်တံမှလွတ်မြောက်လာတာကိုအယမ်းပဲဝမ်းသာမိပါတယ်ဒါပေမဲ့ရှင်လိန်ပြောခဲ့တဲ့မြင်းပြန်ဆိုတာဖြစ်လာမှာမဟုတ်ပါဘူးနောက်နေ့ကျရင်တော့ရှင်ကိုဖမ်းခေါ်သွားပြီးတည်တံပြန်ပေးကြမှာပဲဟုပြောဆိုရင်ငိုကြွေးပါတော့တယ်အဲ့တော့မျက်လက်ဆရာကအနာဂတ်ကိုတွေးပြီးမပူပါနဲ့လက်ရှိအချိန်လေးကိုပဲပျော်ပျော်ဖြတ်တန်းကြရအောင်ဝမ်းနဲ့ပူဆွေးပြီးငိုနေလို့လဲဘာမှထူးလာမှာမဟုတ်ပါဘူးတနစ်ဆိုတဲ့အချိန်ဟာအဝေးကြီးကျန်ပါသေးတယ်တခုခုကောင်းတာဖြစ်သွားမှာပါဟုပြန်ပြောပါတယ်ဒီတစ်ခေါက်လဲမျက်လက်ဆရာမိမဟာမျက်လက်ဆရာပြောတာကိုနားမလည်နိုင်ပဲဇက်တိုက်တာငိုကြွေးနေခဲ့ပါတယ်နောက်6လကြာတဲ့အချိန်မှာတော့ဘီရင်ကြီးဟာရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်ဘီရင်ကြီးကွယ်လွန်ပြီးနောက်3လအကြာမှာတော့မျက်လက်ဆရာရဲ့မြင်းဟာလည်းတည်ဆုံးသွားခဲ့ပါတယ်ဘီရင်ကြီးကမျက်လက်ဆရာဆန်းတက်နေတယ်လို့ပြောထားတဲ့မြင်းလေးကိုမရှိတော့တဲ့အတွက်ကြောင့်မျက်လက်ဆရာဟာတည်တယ်မှကင်းလို့ခွင့်ကိုပြန်လည်ရရှိခဲ့ပါတယ်ဒီဖြစ်ရလေးကိုကြည့်ခြင်းအဖြစ်သင်ခန်းစာနှစ်ခုရယူနိုင်ပါတယ်ပထမသင်ခန်းစာကလူဘဝမှာပြဿနာဆိုတာအမြဲကြုံနေရမှာပါပြဿနာတွေ့တိုင်းစိတ်ညစ်စိတ်ပူပန်နေလို့လဲဘာမှထူးခြားသွားမှာမဟုတ်ပါဘူးပြဿနာတိုင်းမှာအဖြေရှိပါတယ်ကျွန်တော်တို့ရှာဖွေဖို့ပဲလိုတာပါပြဿနာဘလောက်ကြီးကြီးမကြောက်ပါနဲ့အရှုံးမပေးပါနဲ့နောက်ဆုံးအချိန်ထိကြိုးစားဖြေရှင်းပါဒုတိယသင်ခန်းစာကတော့အနာဂတ်အတွက်ကြိုသွေးပြီးစိတ်မပူပန်ကြပါနဲ့အနာဂတ်ဆိုတာမတည်ချပါဘူးအနာဂတ်မှာဘာဖြစ်မလဲဆိုတာကိုဘယ်သူမှမသိနိုင်ကြပါဘူးအနာဂတ်ကိုတွေးပူမဲ့အစားကောင်းတဲ့အမြင်နဲ့ပဲကြည့်သင့်ပါတယ်အရေးကြီးဆုံးကတော့လက်ရှိအချိန်လေးကိုပဲပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းဖို့ပါပဲအားလုံးပဲကျန်းမာကြပါစေချမ်းသာကြပါစေမေတ္တာတရားပြည့်ဝကြပါစေ